လက်မရီထိုးပွဲမှာတိန်တောင်းချီတန်းနဲ့ရတနာရီနဲ့အချိန်မိုးပြလိုက်တဲ့ဆိုဗီယက်ဒီဇင်ဟေဝီယန်နဲ့ဆိုဗီယက်ဒီဇင်တို့ကဆယ်လပိုင်းတည်းမှာစစ်ဆက်တောင်းရင်ပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။စစ်တလပိုင်းတည်းနေ့မှာတော့တရားသူကြီးတွေရှိမှတရားဝင်လက်မရီထိုးလိုက်ကြပါပြီ။လက်မရီထိုးပွဲလေးကိုသူတို့ရဲ့နေထိုးနေမြန်မာကျင်းပခဲ့ကြတာဖြစ်ပါတယ်။စစ်တလပိုင်းတည်းနေ့ဆိုတာသူတို့နှစ်ယောက်ရဲ့အန်ဒီတိတ်လေးဖြစ်နေကြတာပါချစ်သူတက်တန်း6နှစ်နဲ့6လပြည့်တဲ့နေ့လေးမှာအမတရားဖြစ်အောင်လက်မရီထိုးပွဲလေးလုပ်ခဲ့တာဖြစ်ပါတယ်ဟေဝီယန်နဲ့ဆိုဗီယက်ဒီဇင်တို့နှစ်ယောက်ကလက်မရီထိုးပွဲလေးကိုအဖြူရောင်လေးနဲ့အယိုးရှင်ဆုံးသာကျင်းပခဲ့တာဖြစ်ပါတယ်အဖြူရောင်မြန်မာဝင်းဆက်လေးကိုစင်တူဝစင်ကြကချစ်စရာကောင်းတဲ့ပုံရိပ်လေးကိုဖန်တီးခဲ့ကြပါတယ်လက်မရီထိုးပွဲဆိုပေမဲ့ဆိုဗီယက်ဒီဇင်ကလက်ဝဲဒနာတွေကိုလည်းဒေချပြဆင်ခဲ့ပါတယ်အဆိုပါပွဲမှာဝစင်ဖို့အတွက်အပြာရောင်ကြောင့်ကြီးကြီးတွေကိုတုံထားတာပါဝတ်စုံကိုရိုးရှင်းဆုံးချုပ်ထားပေမဲ့လက်ဝဲဒနာတွေကကြီးကျယ်ခဏနေရကြောင်းဖျားထွက်လို့နေရဖြစ်ပါတယ်ဆိုဗီယက်ဒီဇင်ဝတ်ထားတဲ့လက်ဝဲဒနာတွေကိုအကြီးကဈေးကျနိုင်တယ်လို့လည်းခံမှန်းနေကြပါတယ်တိန်တောင်းခနန်းချက်မှရှိနိုင်တယ်လို့ခံမှန်းနေကြတာပါဟေဝီယန်ကလည်းဆိုဗီယက်နဲ့စင်တိုလက်ဝဲဒနာကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ဆိုဗီယက်ဒီဇင်ကိုဖက်ရှင်ကွမ်နဲ့လို့ဝေဖန်ကြပေမဲ့လက်မရီတိုပဲမှဝတ်ဆင်ခဲ့တာကသူနဲ့တော်လေးကိုလိုက်ဖက်နေခဲ့တာဖြစ်ပါတယ်။ဆိုဗီယက်ဒီဇင်ကမြန်မာဝတ်စုံနဲ့ဆိုရင်အတော်လေးကိုလိုက်တာဖြစ်ပြီးဘာမှမလုပ်ပဲအယိုရှင်ဆုံးပုံစံခါသာသူနဲ့အလိုက်ဖက်ဆုံးဖြစ်ပါတယ်။လက်မရီတိုပဲမှသူဝင်နေကြအတိုင်းလုံခြုံတဲ့မြန်မာဝတ်ဆက်လေးကိုဝတ်ဆင်ခဲ့တာဖြစ်ပြီးအနောက်ကနေကနုတ်ပန်းလေးတွေနဲ့ကြက်တရေရှိအောင်လုပ်ထားခဲ့တာပါ။ဒါပြင်ဝတ်စုံတွေကသူတို့သားနဲ့သူတို့တမင်မလိုက်ဖက်ဘူးလို့ဝေဖန်ခဲ့ရတဲ့အပေါ်မှာလေဒီတစ်ခါတော့နေအောင်လုံးလိုက်ဖက်မှုတွေရှိနေတာဖြစ်ပါတယ်။နေအောင်လုံးကအဖြူလေးတွေနဲ့အလိုက်ဖက်ကရိုးရိုးရှင်းရှင်းနဲ့ကိုလာနေကြတာဖြစ်ပါတယ်။ဆိုဗီယက်ဒီဇင်တို့ကမင်္ဂလာပွဲ6ပွဲတောင်ကျင်းပမှာဖြစ်ပြီးအခုစိန်မင်္ဂလာပွဲက2ပွဲတောင်ကျင်းပပြီးတော့ပါပြီ။နောက်ပွဲမှာတစ်ပွဲကစစ်ဆက်ကြောင်လက်ဝဲဖြစ်ကနောက်တစ်ပွဲကတော့လက်မတ်ယူထိုးပွဲဖြစ်ပါတယ်။ဒါပြင်17လပိုင်း14ရက်နေ့ကျရင်ဆုလျာရေပတ်မင်္ဂလာပွဲကိုကျင်းပကြအောင်မှာဖြစ်ပါတယ်။အစတော့မင်္ဂလာဦးပွဲကို9ပွဲတာကျင်းပလို့ထားကြတာပါဒါမဲ့ဟင်းဝီရနဲ့ဆိုဗီယက်ဒီဇင်တို့နေအောင်စတူတက်တန်း6နှစ်ပြည့်ဖြစ်တဲ့အတွက်မင်္ဂလာပွဲကို6ပွဲကျင်းပဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်မင်္ဂလာပွဲအားလုံးကိုဟင်းဝီရတို့ဘက်ကနေလုပ်ပေးတာလေးဖြစ်ပါတယ်ဆိုဗီယက်ဒီဇင်တို့ဘက်ကနေပါမှအိတ်ဆိုင်ထုတ်စရာမလိုအောင်စီစဉ်ပေးထားတာပါမင်္ဂလာပွဲကိုခံထားအောင်လုပ်ပေးနေသလို Provident ဆိုရင်လည်းတရုတ်နိုင်ငံအထိတွားရိုက်ပေးတာဖြစ်ပါတယ်ဒေါ်လာနဲ့ချီတဲ့ကုန်ကျစရိတ်တွေများပေမဲ့လေဟေဝီယန်တို့မိဘတွေကဆိုဗီယက်ဒီဇင်အတွက်ဆိုအကုန်လုံးကိုအကုန်ကျခံနိုင်ပါတယ်။ဒါမဲ့ဆိုဗီယက်ဒီဇင်ရဲ့မိခင်ကနေရာတိုင်းကိုလိုက်နေရကြောင်းပြည်သက်အချို့ကတော့သဘောမကျကြပါဘူး။မင်္ဂလာဆောင်တော်မဲ့သမင်းနောက်ကိုမိခင်ကနေရာတကလိုက်လို့ဆိုပြီးလဲလူပြောများနေကြတာပါ။ဆိုဗီယက်ဒီဇင်ငင်းကြီးကလေးကမိခင်ဖြစ်သူကနောက်ကနေတော့ရှောင်လိုက်နေရမို့အခုလိုအကျဉ်းတွေဖြစ်နေတာဖြစ်ပါတယ်။ခံကောင်းတဲ့သူတို့တမင်ဖြစ်လာတဲ့ဆိုဗီယက်ဒီဇင်အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။